အဲ့တော့လောကကြီးမှာအသက်ကြီးလာတယ်ဆိုတာဟာအချိန်ကြီးကုန်လာတာလို့တင်တွက်လို့မရဘူးကိုယ်တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေအားလုံးလည်းဆုံးရှုံးသွားတယ်လို့တွက်ရမယ်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီအချိန်ကုန်သမျှကိုယ်တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေကလည်းကုံဆုံးပြီးတော့သွားတယ်ဘဝခရီးကိုရှောင်လန်းတဲ့အခါမှာတဖြည်းဖြည်းရင့်လာပြီးတော့အိုမင်းလာတဲ့အနေအထားမျိုးဖြစ်လာတယ်ဆိုတာကိုအားလုံးတတိတံဝေကထားကြရမှာဖြစ်တယ်ပေါ့မွေးနေ့ဆိုသည်ဟာပြောစရာအလုပ်တစ်ခုမဟုတ်ဘဲနဲ့တတိပေးနေတဲ့အနေအထားမျိုးတစ်ခုခေါင်းလောင်းတီးနေတဲ့အနေအထားတစ်ခုအနေနဲ့ပဲမှတ်ကြရမှာအရေးတကြီးလို့ခေါင်းလောင်းထိုးနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပဲသက်ကြီးလာပြီလူတိုင်းဟာသက်ကြီးလာနော်အဲ့ဒီလိုတတိတံဝေကနဲ့နေပြီးတော့မကောင်းတဲ့ဇေယျတွေရှိရင်ကောင်းတဲ့ဇေယျတွေဖြစ်အောင်ထူးသဖြင့်သူတော်သူမြတ်ဆိုတဲ့အနေအထားမျိုးအရေးချင်းလည်းကောင်းရမယ်မြင့်မြတ်တဲ့စိတ်ဓာတ်တွေလည်းရှိအောင်မွေးမြူလေ့ကျင့်ကြရမှာဖြစ်ပါတယ်